အခုဒီဗီဒီယိုမှာကျွန်တော်ဒီစပြီးတော့เนาะ lead စတီးမဲ့အခုမှစမဲ့လူတွေအတွက်ပေါ့เนาะ lesson လေးတစ်ခုပြမယ်ပေါ့เนาะအဲ့တော့ဒီ lesson ကကျွန်တော်ဒီ rhythm နည်းနည်းပါးတီးထားတာဒါမှမဟုတ်ရင်အခုမှပဲကျွန်တော် lead စပြီးတော့လေ့ကျင့်တော့မယ်ဆိုတဲ့လူတွေအတွက်ကျွန်တော်ပြတာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ဒီကောင်ကဘယ်လိုလဲဆိုတော့ကျွန်တော်ဒီအရင်ဆုံးကျွန်တော် lead စတီးရင်တော့ဒီ finger exercise ပေါ့เนาะ finger exercise ဆိုတော့ကျွန်တော်တို့ဒီတော်တော်များများလည်းသိပြီးသားเนาะဒီကျွန်တော်ဗီဒီယိုတွေအများကြီးရှိတယ်ဆရာတော်တော်များများလည်းပြပြီးသားဖြစ်တယ်ဒီကျွန်တော်တို့လက်ကျိုးเนาะလက်ကလေးလက်တကျိုးလက်တန်းပေါ့เนาะဒါပေါ့เนาะအဲ့ဒါလေးတွေတီးပြီးွားရင်နောက်ထပ်တီးလို့ရတဲ့အဆင့်ပေါ့เนาะဒါကျွန်တော်တို့ခုနကဒီ finger exercise ကတော့ဒီစပြီးတော့ဘယ်သူမဆိုစပြီးတီးရမယ့်ဟာလေးပေါ့เนาะဒီလက်ကျိုးလက်ကလေးလက်တကျိုးလက်တန်းပေါ့เนาะ1 2 3 4ဆိုတော့အဲ့တော့အခုကတော့ကျွန်တော်ဒီ nose in နော် first position လို့ခေါ်ပါဘောနော်ဒီ guitar ရဲ့ first position မှာရှိတဲ့ဒီပထမဆုံးနော် first position ဆိုတော့ကျွန်တော်တို့ဒီလက်ညှိုးကဒီ1ကွက်လက်ကလေးက2ကွက်လက်တကြွယ်3လက်တန်း4အဲ့ဒါကိုကျွန်တော် first position လို့ခေါ်နော်အဲ့တော့ဒီ C major scale ရဲ့ကျွန်တော်အလုံးလေးပေါ့နော် C major scale C D E F G A B ပေါ့နော်အဲ့ခုနှလုံးရဲ့ဒီကျိုးတကြိုးစီမှာရှိတဲ့အလုံးတွေကိုကျွန်တော်တို့ကဒါ C major scale ပုံစံလေးနဲ့ကျွန်တော်တို့ကဒါ first position မှာတီးမယ်ပေါ့နော်အဲ့ lesson လေးပဲနော်အဲ့တော့ဒါအရင်ဆုံးကျွန်တော်တို့ဒီ6ကျိုးရမယ်စပါเนาะ6ကျိုးရဲ့ကျွန်တော်တို့လွတ်ကျိုးတဲ့ E ပါเนาะပြီးတော့ကျွန်တော်ဒီ6ကျိုးရဲ့1အကွက်ကကျွန်တော် F เนาะကျွန်တော် E နဲ့ F ကကျွန်တော်တို့ဒါကတ်ရမှာရှိเนาะ half tone ခေါ်ပါเนาะပြီးတော့ကျွန်တော်တို့3ကွက်ကတော့ G ပေါ့เนาะအဲ့တော့ကျွန်တော်6ကျိုးမှာ E F G ဆိုပြီး3လုံးရှိမယ်เนาะအဲ့တော့ပြီးရင်ကျွန်တော်5ကျိုးဆင်မယ်5ကျိုးမှာဆိုရင် A เนาะ5ကျိုးလွတ်ကျိုးက A ပါနောက်ပြီးရင်ကျွန်တော်2ကွက်ပေါ့2ကွက်လက်နံပါတ်2နဲ့ကိုင်တယ်အဲ့ဒါ B ပေါ့နော်ပြီးရင်ကျွန်တော်3ဘက်က C ပါ A B C เนาะပြန်စမယ်ဆိုရင် E F G A B C ပြီးတော့ကျွန်တော်တို့ဒီ၄ကျိုးကကျတော့ D ပါเนาะလွတ်ကျိုးเนาะ၄ကျိုးလွတ်ကျိုးက D ပြီးတော့ကျွန်တော်2ကွက်ကကျတော့ E เนาะ3ကွက်က F เนาะD E F เนาะဒါ၄ကျိုးပါเนาะပြီးတော့ကျွန်တော်တို့3ကျိုးကတော့လွတ်ကျိုးက G ပေါ့เนาะ Gပြီးရင်เนาะကျွန်တော်2ကွက်မှာ A ရှိမယ်เนาะကျွန်တော်တို့ဒီမှာဆိုရင်เนาะဒီ3ကျိုးမှာဆိုရင်เนาะကျွန်တော်ဒီ G နဲ့ A ပဲကျွန်တော်ပြသွားတယ်ပေါ့เนาะဒီကျွန်တော်တို့နောက် B ကိုကျွန်တော်တို့ကဒါ2ကျိုးရဲ့လွတ်ကျိုးတန် B ပေါ့เนาะB ပြီးတော့ကျွန်တော်တို့1ကွက်က C เนาะပြီးတော့ကျွန်တော်တို့3ကွက်က D ပေါ့เนาะပြီးတော့ကျွန်တော်1ကျိုးလွတ်ကျိုးက E ပေါ့เนาะ F က1ကွက် G က3ကွက်ဒါကျွန်တော်6ကျိုးနဲ့သွားတူတယ်ပေါ့နော်ဒါ6ကျိုးနဲ့ EFG ချင်းသွားတူတယ်အဲ့တော့ကျွန်တော်ပြန်ပြီးတော့အပေါ်ကနေစပြီးပြမယ်ဆိုရင်နော် EFG ဒါ6ကျိုးဆိုတော့5ကျိုးက A B C နော်လွတ်ကျိုးရဲ့2ကွက်ရဲ့3ကွက်ပြီးရင်4ကျိုးက D E F နော် D E F နော်ကျွန်တော်လွတ်ကျိုးရဲ့2ကွက်ရဲ့3ကွက်ပြီးရင်3ကျိုးကကြတော့ G A နော် G A ပြီးရင်2ကျိုးက B C D နော်ဒါကြောင့်လွတ်ကျိုး1ကွက်3ကွက်နော်3ည1 3ပေါ့မင်းကျွန်တော်1ကျိုးမှာ E F G 3ည1 3နော်ကျွန်တော်အဲ့အလေးကိုကျွန်တော်တို့ရှင်းရှင်းပြောရအောင်ဒါအပေါ်ကနေအောက်ထိတီးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ picking အနေနဲ့လည်းဒါစပြီးတော့တီးမယ်ဆိုရင်ကျွန်တော် down pick လေးတွေပဲအရင်တီးသွားလို့ရတယ်ပေါ့နော် down pick အောက်ကိုပဲကျွန်တော်တီးရမယ်ပေါ့နော်အဲ့လိုလေးကြည့်မယ်ပြီးရင်ကျွန်တော်တို့ဒီပြန်တက်မယ်ပေါ့နော်ပြန်တက်မယ်ပြန်ဆင်းမယ်ပေါ့ပြန်ဆင်းမယ်ဆိုတာဒါဒီ notes တွေကိုပြန်ဆင်းနေကြအဲ့တော့ကျိုးအနေနဲ့ကျတော့တစ်ကနေပြီးတော့ကျွန်တော်6ကိုပြန်တက်သွားတာဒါဆိုတာကျွန်တော်တို့เนาะအဲ့ဒါလေးတွေတော့ကျွန်တော်တို့ဒါဒီပေါ့ဒီအခြေခံစပြီးတော့ကျွန်တော်လေ့ကျင့်နေတဲ့သူတွေတော့ကျွန်တော်တို့တီးလို့ရတယ်เนาะ exercise လေးပေါ့เนาะကျွန်တော်တစ်ခေါက်ပြန်တီးလိုက်မယ်ကျွန်တော် down up เนาะ down ပေါ့အဆင်းသွားမယ်ပြန်တက်မယ်เนาะကျွန်တော်အဲ့တော့ notes တွေ
နဲ့ကျွန်တော်ရွတ်ပြီးတော့သွားမယ်ဆို E F G A B C D E F G A B C D E F G နော်အဲ့လေးကိုကျွန်တော်တို့ဒါ down pick ပေါ့နော် down pick only ပေါ့နော်ကျွန်တော်တို့ဒီအောက်ကိုပဲကျွန်တော်တီးဝကျင့်လို့ရတယ်နောက်တစ်ခုကတော့ကျွန်တော် alternate picking ပေါ့နော် alternate picking ကျတော့နော်အောက်တစ်ချက်အပေါ်တစ်ချက်ကျွန်တော်ကျင့်သွားလိုက်ရတယ်နော်ကျွန်တော်ဒါ alternate picking ပေါ့ဒါကျင့်လို့ရပါတယ်เนาะအဲ့တော့ကျွန်တော်ဒီအခုပြသွားတဲ့ lesson လေးကတော့ကျွန်တော်ဒီအရင်ဆုံးစပြီးတော့ကျင့်တဲ့ကျွန်တော်ဒီ fingering ပေါ့เนาะ1 2 3 4လေးတွေတီးပြီးသွားရင်ကျွန်တော်တို့ကျင့်လို့ရတယ်เนาะအဲ့တော့ဒါ notes လေးတွေလည်းဒါကျွန်တော်မှတ်မိပါပါเนาะ E F G A B C D E F G A เนาะ B C D E F G ဆိုเนาะအဲ့အလုံးလေးတွေလည်းကျွန်တော်တို့ရသွားမှာဖြစ်တယ်ပေါ့เนาะအဲ့တော့နောက်ပိုင်းမှာလည်းကျွန်တော်ဒီအခြေခံ lesson လေးတွေတော့เนาะဒီဟိုအစနေပြီးတော့ဒါပြန်ပြီးတော့ပြရတဲ့သဘောနဲ့ကျွန်တော်ဒါတစ်စက်ချင်းလေးကျွန်တော်ထပ်ပြီးတော့တင်သွားဖို့ရှိပါတယ်ဗျာเนาะအားလုံးကျေးဇူးတင်ပါတယ်